မင်္ဂလာပါခင်ဗျာ 35H DC Power Station လေးမီးလုံး3လုံးပါမယ်ကျိုးလေး guide အရှင်နဲ့ Wi-Fi ကျိုး2ကျိုးထည့်ပေးပါဆိုလို့2ကျိုးထည့်ပေးထားပါတယ်မီးလုံး3လုံးပါမယ်ခင်ဗျာ 35H DC Power Station 24 volt 73A လီသီယမ်ဘက်ထရီလေးပါလက်ရှိပါကင်လုံးနေတော့မှာ48 volt 20A ပါဒါ order ကြီးတက်ထားတာပါเนาะနောက်တစ်ခုကျွန်တော်တိတ်မပြောပြတဲ့ဥစ္စာလေးရှိတယ်ဒီမှာဇူးလီ customer ကိုပထီယိုးရောက်မိရင်ဗျာတစ်ခါခါကြာရင်အာသွင်းမှုပူတယ်တို့အာသွင်းမှုခြာခြင်းမဝင်ဘူးတို့အမျိုးမျိုးတစ်ခါခါမှာ complaint လေးတွေရှိတတ်တယ်ပစ္စည်းတစ်မျိုးရှိတယ်ဗျာအဲ့ပစ္စည်းကရောင်းပြီးသွားရင် customer ကျွန်တော်ကိုမေ့သွားကျွန်တော်လည်းမေ့သွားလာရအောင်အတန်တိတ်နားအေးပါရေးရောင်းလို့ကောင်းတဲ့ပစ္စည်းဒီဇူးလီပထီယိုးလေးတွေပါဝယ်သွားပြီးရင်ဘာ complaint မှမရှိတဲ့ပထီယိုးပေါ့နော်လက်ရှိနှစ်အိုးပဲကျွန်တော်မှကြံမယ်နောက်ပါကင်အစ်စ်ထပ်ရောက်တာပါကင်အစ်စ်ဖောက်တာအဲ့ဒါကရောက်မှမရောက်ဘူးရောက်ချင်လဲရောက်မယ်ရောက်ချင်မှလည်းရောက်မယ်လက်ရှိဒီနှစ်အိုးပဲရှိမယ်အရင်ဈေးတိုင်းယူပါအာသွင်းမှုပါပါတယ်အာသွင်းမှုအပါ၄သိန်းပါခင်ဗျာ24ဖို့ 15AH ပါခင်ဗျာဒီဟာလေးကျွန်တော်ကြော်ညာတော့ AH ကိုကျွန်တော်မပြောမိလို့ကျွန်တော်ကွန်မန့်မှာဝိုင်းပြီးတော့ထောင်းကြတယ်ခင်ဗျာအခုကျွန်တော်ပြောပါ15AH ပါနော်နှလုံးပဲကြံမယ်အဲ့လေးလိုချင်အားပေးလို့ရပါတယ်ဒီလိုမျိုး24 volt လီသီယမ်ကဲ့သို့ပဲဒါလေးလည်းသုံးလို့ရပါတယ်သူကရေလုံးဘူးပါပြီးသားပါရေလုံး box တွေပါတယ်ဘာမှမလိုပါဘူးเนาะ 15AH ပါပြီးတော့ဒီမှာပါခင်ဗျာဒါလေးအခုမှပါကင်ဖောက်ပါမယ်ဒီမှာပါခင်ဗျာခဏလေးကြည့်ပေးပါပါကင်ကဇောက်ထိုးဖြုတ်သွားတယ်နေအောင်နော်โอเคရတဲ့လောက်လိုနေတဲ့လူတွေအတွက်လိုတဲ့လောက်ရပါမယ်ခင်ဗျာကဆိုင်သမားများလည်းပစ္စည်းရပါမယ်ခင်ဗျာဒီမှာတခဲကိုတေချာကြည့်ပါတခဲဘယ်နှပေါက်လဲကြည့်ပါနော်လိုတဲ့လောက်ရပါမယ်ဒီကောင်ရမယ်26E 2600 mAh ပန်းရောင်အလုံးရပါမယ်ခင်ဗျာနောက်တစ်ခုပြဒါလေးပါ EV 9000 mAh ဖာလိုက်တွေလည်းရပါမယ်ခင်ဗျာအများသေးတွေပေးမှာနော်အများသေးနဲ့ပေးမှာပါစိုင်းသမားသေးနဲ့ပေးမှာပါကျွန်တော်ကိုဖုန်းပဲဆက်ပါခင်ဗျာကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဇူးလေးတွေအဓိကပြ